ခင်ဗျာအခုဆိုရင်တော့ကျွန်တော်ချင်းချောင်းနံတို့ချွန်းနှမ်းမှာရှိတဲ့ဝမ်ဆောင်ချုံဆိုတဲ့ချောင်းစုံလမ်းလေးကိုရောက်ရှိလို့နေပါပြီဒီနေရာမှာတော့ကျွန်တော်တို့90ရာခိုင်နှုန်းချယ်ရီပန်းကြီးပွင့်တယ်လို့သိရပါတယ်အခုကတော့ဒီချောင်းလေးကတော့ပြင်ဆင်စဲညီထားဖြစ်တဲ့အတွက်ကိုပန်းပွင့်နေတဲ့ရန်နှတဲ့နေရာလေးတစ်ခုပဲဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ဝမ်ဆောင်ချုံလို့ခေါ်ပါတယ်ချင်းချောင်းနံတို့ချွန်းနှမ်းရှိဒုံနန်းကိုစီစုထဲမှာရှိပါတယ်ဒီနေ့လေးကပည့်ရဖြစ်တာနဲ့ညီတပုံလာရောက်ရိုက်တူများလမ်းလျှောက်အပန်းဖြစ်တူများနဲ့ရန်စီကားတဲ့နေရာလေးပဲဖြစ်ပါတယ်ဒီလေဆန္ဒတက္ကရာနေရာကူးမယ်ဆိုလို့ရှိရင်ဘယ်ညာဘက်မှာရှိတဲ့ချယ်ရီပန်းတွေကိုတွေ့ရမှာဖြစ်ပါတယ်ကားကြီးကိုကူးမှာချောင်းလေးတစ်ခုဆိုရင်လည်းရေဒီယာလည်းအရန်တန်ရှင်းပါတယ်ဒီနေရာလေးကိုတွားရောက်ချင်နေဆိုရင်တော့အမြန်တွားရောက်မှဖြစ်ပြီးတော့ဘာဖြစ်လို့လဲဆိုတော့ဒီမှာကပန်းကြီး90ရာခိုင်နှုန်းပွင့်ပြီးသွားပြီဖြစ်ပါတယ်။နောက်အောက်မှာလည်းပန်းကျွေးနေရတယ်အများကြီးရှိတဲ့အတွက်ကိုမကြခင်အရွက်များထုတ်တော့မှာဖြစ်ပါတယ်။ဒီနေရာကြီးကပန်းပွင့်ကြည့်အောင်တက်မဟုတ်ပဲ။အပန်းဖြေလာရောက်တဲ့သူတွေလည်းအများကြီးရှိပါတယ်။ဒါတော့ချောင်းအလေတရရနေတရားပေါ်ကနေရိုက်ကူးလာတဲ့မြို့နေထားပဲဖြစ်ပါတယ်။ဒီနေရာပည့်ရဖြစ်တာနဲ့ဒီအပန်းဖြစ်လာတော့အထူးမှတ်သားတဲ့နေရာဖြစ်ပါတယ်ဒီနေရာလေးကိုတော့ဝမ်ဆောင်ချုံလို့ခေါ်ပါတယ်ကျွန်တော်ချင်းချောင်းနန်းတို့ပြည်နယ်ဒုံနန်းကိုစီရင်စုမှာရှိပါတယ်ဝမ်ဆောင်ချုံမှာအခုတော့ကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုအဆုံးထိကြည့်ရှုပြီးတဲ့တုံးကြီးတို့ကိုလည်းကျေးဇူးများတင်ပါတယ်အားလုံးပဲတက်တာပါ